အခုဒီပိုင်းမှာတော့ဆိုဖီယာကကျောင်းမှာကျင်းပမဲ့မြင်းပြန်စည်းပြိုင်ပွဲကိုစိတ်ဝင်စားသွားပါတယ်။ဒါပေမဲ့ပြဿနာကအဲ့ဒီပြိုင်ပွဲဟာရှေးရိုးဆွဲအရာမင်းသားလေးတွေပဲပြန်ရတဲ့ပွဲထင်နေတာပါ။ဆိုဖီယာကသူလည်းဝင်ပြိုင်ခြင်းကြောင်း挑တဲ့အခါသူ့ရဲ့အကိုတစ်ထီတဲ့ James ကအားပေးပေမဲ့အမဖြစ်သူအမ်ဘာကတော့မင်းသမီးတွေဆိုတာလက်ဖရေးတောက်ပွဲလုပ်ရမယ်။ပန်းစည်းရဲရမယ်။ဒီလိုကြမ်းတမ်းတဲ့ကွင်းမျိုးမပြန်ရဘူးဆိုပြီးတားမြစ်ပါတယ်။ဒါပေမဲ့ဆိုဖီယာကအလို့မပေးပါဘူး။သူကအเจ้าအုပ်ကြီးစီမှာခွင်တောင်းပြီးလူရွေးပွဲဝင်ပြိုင်ပါတယ်။တချောင်းမင်းသားလေးတွေကသူ့ကိုလောင်ပြောင်ကြပေမဲ့ဆိုဖီယာကတော့တတ်သိရှိရှိနဲ့ရင်ဆိုင်ပါတယ်။ဒီနေရာမှာဆိုဖီယာရဲ့စရိုက်ကရှင်းပါတယ်။သူကမိန်းကလေးဖြစ်လို့မလုံနိုင်ဘူးဆိုတာထက်သူ့ဝါသနာပါတာကိုစူးစမ်းကြည့်ခြင်းနဲ့စိတ်ထဲရှိတာပါ။ဆိုဖီယာအတွက်နောက်ထပ်အခက်အခဲကတော့မြင်းရွေးတာပါ။အခြားမင်းသားတွေကတမ်းပါတဲ့မြင်းတွေကိုရွေးသွားကြပေမဲ့ဆိုဖီယာကတော့အရက်ပို့ပြီးအမြဲတမ်းပြုတ်ကျတတ်တဲ့မီနီမက်ဆိုတဲ့မြင်းလေးကိုပဲရွေးလိုက်ရပါတယ်။တရိတ်ဆန်လေးတွေနဲ့စကားပြောနေတဲ့အဲဘလိုအဆောင်ဆွဲကြိုးလေးကြောင့်မီနီမက်နဲ့စကားပြောခဲ့ပါတယ်။မီနီမက်ဆိုတာကကိုယုံကြည်မှုမရှိတဲ့မြင်းလေးမှာဒါပေမဲ့ဆိုဖီယာကမီနီမက်ကိုနားလဲပြီးနှစ်ယောက်သားတိုင်ပင်ပြီးလေ့ကျင့်ကြပါတယ်။ဒီကြားထဲမှာမင်းသားဟူကိုကဆိုဖီယာကိုပြိုင်ပွဲကနေထွက်သွားအောင်အမျိုးမျိုးစနောက်တာတွေလုပ်ပါသေးတယ်။ပြိုင်ပွဲနေ့မှာဆိုဖီယာကသူ့ကိုသင်ပေးတဲ့အတိုင်းစိတ်အားထထမ်းစွာနဲ့ရင်းပြိုင်ပါတယ်။ပြိုင်ပွဲကအရန်ရင်ခုဖို့ကောင်းပါတယ်။ဟူကိုကညစ်ပတ်တဲ့နီလန်းတွေတုံးပြီးဆိုဖီယာကိုတိုက်ထုတ်ဖို့ကြိုးစားပါတယ်။ဒါပေမဲ့ဆိုဖီယာကသူ့ရဲ့ဖြတ်ထုံးညံနဲ့မီနီမက်နဲ့ကြားကနားလည်မှုကိုတုံးပြီးအားလုံးကိုအံ့ဩတော့အောင်ပြန်တန်းပြန်နိုင်ခဲ့ပါတယ်။နောက်ဆုံးပန်းဝင်ခါနီးမှာ James ကဆိုဖီယာကိုအနိုင်ရအောင်လမ်းဖွင့်ပေးပြီးဆိုဖီယာတယောက်ပထမဆုံးမြင်းပြန်စည်းပြိုင်ပွဲအောင်နိုင်သူမင်းသမီးလေးဖြစ်လာပါတော့တယ်။ဇက်သိန်းမှာတော့ဘရင်ကြီးရိုလန်ကဆိုဖီယာအတွက်ဂုဏ်ယူကြောင်းပြောကြားခဲ့ပြီးအမ်ဘာတောင်မှဆိုဖီယာရဲ့တော်ပုံကိုမြင်ပြီးလက်ခံသွားပါတယ်။ဒီဇက်လိုင်းလေးကနေပေးချင်တဲ့ message ကတော့ကိုယ့်ရဲ့အရွယ်ချင်းကိုတခြားသူတတ်မှတ်တဲ့ဘောင်ထဲမှာမထားဘဲတတ်တည်ရှိရှိစူးစမ်းရင်ဘာမဆိုဖြစ်နိုင်တယ်ဆိုတာပါပဲ။နောက်ထပ်ဇက်လန်းကောင်းတွေကိုတင်ဆက်ပေးမှာမို့ Secret Movie Channel ကို like and subscribe လုပ်ဖို့မမေ့နဲ့နော်။နောက်ဗီဒီယိုမှာပြန်တွေ့ကြမယ်။